はい、皆さんこんにちは。ဒီနေ့ဒီဗီဒီယိုလေးမှာတော့ reading မြန်မြန်ဖြေနည်းအကြောင်းအရာပေါ့နော်။ပထမရက်ဒီတုန်းက reading ဖတ်တဲ့အခါမှာမလုပ်သင့်တဲ့အကြောင်းအရာတွေကိုပြောခဲ့ပြီးပြီ။ဒီနေ့မှာတော့ reading ဖြေတဲ့အခါမှာမြန်မြန်ဘယ်လိုဖြေရမလဲဆိုတဲ့အကြောင်းအရာကိုရှင်းပြပေးမှာဖြစ်ပါတယ်။အဲ့တော့အကြောင်းအရာ၃ခုရှိပါတယ်နော်။ reading မြန်မြန်ဖြေလို့ရမယ့်အချက်၃ချက်ရှိတယ်။အဲ့ဒါကနံပါတ်1ကတော့မေးခွန်းအမျိုးအစားနော်။မေးခွန်းအမျိုးအစားပေါ်မှာမူတည်ပြီးတော့မှဖြေရတဲ့ပုံစံနံပါတ်2ကစာကြောင်းတိဆောက်ပုံကိုကြည့်ရမယ်။နံပါတ်3ကတော့ keyword ရှာရမှာဖြစ်ပါတယ်။အဲ့ဒီတော့ကျွန်တော်နံပါတ်1ကိုကြည့်ရအောင်မေးခွန်းအမျိုးအစားထဲမှာပေါ့နော်မေးခွန်းအမျိုးအစားတွေကိုဘယ်လိုမျိုးသတ်မှတ်ထားလဲဆိုလို့ရှိရင်တော့ဒီ GPT မှာကမေးခွန်းအမျိုးအစားတွေသတ်မှတ်ထားပြီးသားဖြစ်ပါတယ်သတ်မှတ်ထားပြီးတာများပါတယ်အဲ့တော့သတ်မှတ်ထားတဲ့မေးခွန်းအမျိုးအစားတွေပေါ်လိုက်ပြီးတော့မှအာရုံစိုက်ရမယ့် point တွေကိုပြောင်းပြီးတော့မှရှာဖွေပေးရမှာဖြစ်ပါတယ်เนาะဥပမာ Hisha ဆိုလို့ရှိရင် Hisha ရဲ့မေးခွန်းအမျိုးအစားရှိတယ်လေအဲ့တော့ Hisha ကဘာပြောတယ်ညာပြောတယ်ဆိုတဲ့မေးခွန်းအမျိုးအစားလေးရှိတယ်အဲ့ဒီဥစ္စာကိုရှိတို့ကဖတ်ပြီးတော့မှဆိုရင် Hisha ဆိုတာနဲ့စာတစ်ပိုက်လုံးဖတ်ရတော့မှာပေါ့เนาะအကယ်လို့မြန် Hisha မဟုတ်ဘဲနဲ့ဂျိုဟိုကန်ဆာကူပုံစံမျိုးမှာဆိုလို့ရှိရင်ဥပမာသူကခါနိုးဖြစ်တဲ့အချိန်ပါမယ်ပတ်စံပါမယ်ဟလာနေ့ရက်တွေပါမယ်အဲ့ဒီကနေပြီးတော့မှပဲဝါဒရှိတို့ကဇရာကွက်ကိုကြည့်လိုက်မယ်ဆိုရင်အဖြေကိုအမြန်ဆုံးရွေးလို့ရတယ်လေဇရာကွက်အစအဆုံးဖတ်စရာမလိုပဲနဲ့ကျွေးတန်လေးတွေဖတ်မယ်သူသတ်မှတ်ထားတဲ့ရက်အတွင်းဘာလုပ်ချင်တယ်ညာလုပ်ချင်တယ်ဆိုတဲ့အချက်လေးတွေကိုဖတ်ပြီးတော့မိကုန်းကိုအရင်ဖတ်လိုက်တာပေါ့နော်ဖတ်ပြီးသွားတာနဲ့အဖြေကိုရှာရတဲ့ဟာအရန်လွယ်သွားတယ်ဘယ်ဟာကိုအယုံစိုက်ပြီးရှာရမလဲဆိုတာကိုအမြန်ဆုံးနည်းနဲ့ရှာလို့ရတယ်ပေါ့နော်ဒါကတော့နံပါတ်1ဖြစ်ပါတယ်ကဲနံပါတ်2ကကြတော့စာကြောင်းတိဆောက်ပုံဟာနော်စာကြောင်းတိဆောက်ပုံဆိုတာကဘာကိုပြောရလဲဆိုလို့ရှိရင်ဒီဘွန်းလျှော်တွေတကြောင်းချင်းစီရဲ့တိဆောက်ပုံပေါ်မူတည်ပြီးတော့စာပိုက်ရဲ့ဖွဲ့စည်းပုံကွာပါတယ်နော်ဥပမာဘွန်းလျှော်ကကျောင်းသားကနေဆရာကိုပြောတဲ့စာသားပုံစံရေးထားရလားဒါမှမဟုတ်သူ့ဘာသူတယောက်တည်းတကူရေးရွတ်တဲ့စာသားလားနော်နောက်တစ်ခုကRekishi ပေါ့နော်တမိုင်းအနေနဲ့ပတ်သက်ပြီးတော့မှရေးထားတဲ့စာကြောင်းတိဆောက်ပုံတွေလားပေါ့နော်အဲ့ဒီဟာတွေကိုလိုက်ပြီးတော့မှစာပိုက်တစ်ခုလုံးရဲ့ဖွဲ့စည်းပုံကကွာပါတယ်နော်အဲ့တော့စာပိုက်ရဲ့ဖွဲ့စည်းပုံကိုသိချနားလည်သွားပြီဆိုလို့ရှိရင်အရေးပါတဲ့အကြောင်းအရာကိုရှာရတာအရန်ကိုလွယ်ပါတယ်နောက်ဆုံးချက်ဖြစ်တဲ့နံပါတ်3 keyword ရှာနည်းဖြစ်ပါတယ်ပေါ့နော် keyword ရှာဖွေနည်းမှာဆိုလို့ရှိရင်လေဘာရှိ keyword လေးတွေရှားပါတယ်ဥပမာရှိခရှိလားနာအိုလားเนาะအဲ့ဒါမျိုးလေးရှားရမယ်เนาะခိုးတဲ့ though you immediate scar ဆိုတဲ့ဟာမျိုးလေးတွေเนาะဒီစလုံးကိုမှဖြည့်ရှင်းထားတဲ့စစ်စုမိန်လေးတွေအဲ့ဒါလေးတွေကို keyword လေးတွေဖြစ်သတ်မှတ်ထားပါတယ်အဲ့တော့အဲ့ keyword လေးတွေကိုရှာမယ်ဆိုရင် keyword ဆိုတာကစာပိုက်ထဲမှာပဲရှာရမှာမဟုတ်ဘဲနဲ့စာပိုက်ရောမေးခွန်းထဲမှာပါ keyword ကိုရှာဖို့လိုအပ်ပါတယ်เนาะအဲ့ keyword ကိုရှာပြီးချလို့တွေ့ပြီဆိုတာနဲ့ဘာအကြောင်းရေးထားတဲ့စာပိုက်လဲဆိုတာကိုသဘောပေါက်ဖို့လွယ်ကူလာပါတယ်အဲ့လိုဘာအကြောင်းရေးထားတဲ့စာပိုက်လဲဆိုတာကိုသဘောပေါက်ဖို့လွယ်ကူလာတာနဲ့ဘာဖြစ်လာလဲဆိုရင် reading ဖြေရတာအရင်မြန်နဲ့အဖြေရှာတာအမြန်ဆုံးရှာဖွေတွေ့ရှိပါလိမ့်မယ်အဲ့တော့ဒီဗီဒီယိုလေးထဲမှာတော့အဖြေကိုမြန်မြန်ဘယ်လိုဖြေရမလဲမြန်မြန်ဘယ်လိုရှာရမလဲဆိုရဲခေါင်းစဉ်ကြီး၃ခုကိုပဲအဓိကရှင်းပြထားတာဖြစ်ပါတယ်ဝါရှိတို့နောက်ဗီဒီယိုတွေမှာအမြဲတမ်းဒီဗီဒီယိုကိုနေ့စဉ်တင်ဖို့ရည်ရွယ်ထားပါတယ်တက်နိုင်ရင်တော့တစ်ပတ်ကို2ပုတ်တော့ဝါရှိတင်ပေးဖို့ကြိုးစားပါမယ်အဲ့ဒီမှာတစ်ခုချင်းစီကိုဝါရှိပြန်ရှင်းပေးပါမယ်နော်ဥပမာ keyword ရှာနည်းကိုအခြေချဲ့ထားတာမျိုးနော်နောက်တစ်ခုကစာကြောင်းတိဆောက်ပုံဘယ်လိုရှာရမလဲတို့မိကုန်းမျိုးစဘယ်လိုကြည့်ရမလဲတို့ကိုဝါရှိနောက်ပိုင်းမှာဗီဒီယိုလေးတွေနဲ့လည်းရှာပေးပါဦးမယ်အဲ့ဒီတော့ဒီဗီဒီယိုလေးဒီမှာပဲ終了いたしますはいじゃあ皆さん合格できるようにね